Okay ဒီကိုရအောင်ပဲမင်္ဂလာပါဒီနေ့လာပြီးတော့ရှင်းပြတာလေးကတော့ထိုင်းမှာဆိုင်ငယ်စီးတဲ့ညီကိုတို့ပေါ့နော်ဆိုင်ငယ်ဖြစ်ကားဖြစ်ပေါ့အကျုံးဝင်တယ်အခုပြောချင်တာလဲဒါဟိုနေပေါ့ဒီလိုတီးတဲ့ညီကိုဆိုရင်ကြော်သွားပါဒါတော့မတီးတဲ့နားမလည်သေးတဲ့ညီကိုတွေရှင်းပြပေးတယ်ဗီဒီယိုဖိုင်လေးဖြစ်ပါဗျာနော်အဖေဆိုကျွန်တော်ဖောက်တဲ့တော်တော်များများမှလည်းဒါမျိုးကိစ္စတွေဖြစ်နေလို့အခုပြောချင်တာကဘာလဲဆိုတော့ဒီဆိုင်ငယ်ဖာစီနဲ့ follower ကိစ္စပေါ့နော်ဒါဆိုလို့ရှိရင်ဒါဆိုင်ငယ်လိုက်ဆက်အခွန်ဆောင်လာတာပေါ့နော်ဖာစီလို့ခေါ်တယ်ဒီကောင်ဆိုလို့ရှိရင်ဒီမှာဒါခေါ်လို့ပေါ့ဒီစိတ်လေးနဲ့ဒီကောင်လေးဆိုလို့ရှိရင်ဒါဆိုင်ငယ်ပဲဖြစ်ကားဖြစ်တစ်နှစ်မှတစ်ခါတော်ရတယ်နော်ညီကိုတစ်နှစ်တစ်ခါတော်ရတယ်ဘယ်သူမှနှစ်နှစ်မရဘူးခေါ်လို့ကတစ်နှစ်ကုန်လာတယ်တစ်ခါတော်ရတယ်ပြီးလို့ရှိရင်ကိုကတကယ်လို့ရှမ်းကမလို့နားမလဲလို့ဖတ်မတဲ့ဖတ်တဲ့လူကိုတစ်ချက်ကြည့်ခိုင်းပါတော့ဘယ်နှစ်ဘယ်လားကုန်မယ်အဓိကသူကတစ်လားလောက်ဆိုလို့ရှိရင်ကြိုတော်လို့ရတယ်နှစ်လားလောက်ကြာလို့ရှိရင်တော့ကြိုတော်လို့မရဘူးနောက်တစ်ချက်ကစာအုပ်ထုတ်ပြီးတော့ငွေမကြေထားတဲ့ညီကိုတွေဆိုလို့ရှိရင်သူကဒီမှာဒါဆိုရှမ်းလို့ဆိုစနောင်းခေါ်တယ်နော်ညီကိုမိတ်တူပေါ့ညီမလိုပြောမှဆိုလို့ရှိရင်တော့မိတ်တူစာရွက်ဒီစာရွက်လေးဒီကောင်လေးနဲ့ပန်းရောက်ကတော့မဟုတ်ပတ်စပို့အနေနဲ့သွားတော်လို့ရတယ်နော်ညီကိုတို့နီးစပ်ရရုံးမှာသွားတော်ပါတကယ်လို့ဒီကောင်ကြားလို့ရှိရင်လည်းဒါလည်းတော်ရတယ်ဒီကောင်အရင်တော်ရမယ်နော်ပေါ်ပေါ်တော်ကြီးမှာဖားစီကတော်ပေးတယ်အဲ့တော့ဒီကောင်တစ်ခုတွားပြီးတော့သွားတွဲပြီးတော့တော်ပါတနေ့တစ်ခါတော်မှာဖြစ်ပါဗျာနော်ဒါလေးကတော့ပြောပြပေးတာဘယ်သူမှထိုင်းနိုင်ငံမှာပတ်သက်ရှိတာမရှိတာလည်းမဆိုင်ဘူးဗျာနော်ဒီကိုအဓိကတော့တနေ့တစ်ခါပုံမှန်တော်ပေးရမှာဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ကျွန်တော်ဘယ်ထားညီကိုလည်းတစ်ခါလေးပြောချင်တယ်တီးချင်တာရှိရင်ကျွန်တော်အချိန်မေးလာပြီးတော့မေးလို့ရပါတယ်ဗျာနော်ဟုတ်ကဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါတီးချင်တာရှိရင်အချိန်မေးလာခဲ့ပြီဗျာနော်အားလုံးပဲမင်္ဂလာပါ